ကျေးဇူးတော်ရှင်ဧကမဟာပဏိတမိုးကုတ်ဆရာတော်ဘုရားကြီးအမရပူရာမြို့မင်္ဂလာရိပ်သာဓမ္မယုံကြီးပေါ်တွင်12ရက်12လ60ခုနှစ်၌ဟောကြားဆုံးမတော်မူအပ်သောဘေးကြီးလေးပါးတရားတော်သိမဲ့တဲ့ဘေးကြီးလေးပါးသိနေတာကိုလည်းကိုယ်တိုင်သိနေတာကိုကိုယ်တိုင်သိဖို့ရရေးရတယ်မပြောမဆိုလို့ရှိရင်သိမယ်မဟုတ်ပါဘူးဒါကြောင့်ဘေးကြီးလေးပါးသိဘေးဒီကာကနေတာသရုကနိဗ္ဗာန်အင်္ဂုတ္တမသေးသေးချာချာဖျားခင်ကိုရမေကြီးဟောသောကြောင့်ငါတို့သည်ဘယ်ဘေးသိပြီးဘယ်နေရာများရောက်နေပါလိမ့်မလဲဆိုတဲ့ဥစ္စာကိုဝေဖန်ဘေးဒီကာကကိုယ်တိုင်သိမှဘေးသိရင်လို့ရှိရင်လည်းဘေးလွတ်ရရှောင်ခြင်းနဲ့ရောက်တဲ့နေရာမကောင်းလို့ရှိရင်မကောင်းတဲ့နေရာမှာပြောင်းခြင်းတယ်ဘေးတင်တာဒီမှဘေးလွတ်ရပြေးခြင်းနော်ရောက်တဲ့နေရာမကောင်းမှန်းသိမှနေရာရွှေ့ခြင်းတယ်ဆိုတာလည်းထုံးစံပါပဲဒါကြောင့်အင်္ဂုတ္တပါဠိတော်မှာဟောတာဒကာဓမ္မတို့ဇာတိဘေးဆိုတာပြိဿတွေနေတဲ့ဘေးနော်ဒါဘေးတင်တဲ့ပုဂ္ဂိုလ်ကပြိဿတွေနေရတာပဲလို့မှတ်ပါဘေးတဲ့ပုဂ္ဂိုလ်ဟာဇရာဘေးဆိုတာပြိဿရိနေမိလို့ရှင်မအိုခြင်းပါဘူးဆိုလို့တခါတည်းတခါကျွဲတို့ဥလာဘူးတို့ရပါမနာခြင်းပါဘူးဆိုရင်ရောမရပါဘူးမသေးခြင်းပါဘူးဆိုရင်ရောဩတရားဓမ္မတွေယခုငါတို့ဒီကားလို့ရှင်ဘေးတဲ့နေတာပါလားဆိုတာသိလာပြီဘာပဲသိနေကြုံလို့မဲလို့ချင်းဇာတိဘေးသရာဘေးဗျာတိဘေးမရဏဘေးဆိုတဲ့ဘေးလေးပဲသိပြီးဒီကလာနေကြတာဘေးသိတာဒီမှာဘေးလွတ်ရပြေးကျင်ကြမှာပဲမှန်ပါဗျာတော့မေးကြရင်အခုဘေးဘယ်ဘေးသိနေကြလဲလေးဘေးမှာလည်းအခုဇာတိဘေးကပြင်းမဲ့ရောက်လာခဲ့တော့အမေဘုန်းကပြင်းမဲ့ရောက်လာခဲ့တော့ဇာတိဘေးကတော့လွတ်ခဲ့ပြီးသရာဘေးနဲ့တွေ့နေရပြီမှန်ပါဗျာသရဝေကလည်းပဲသိအောင်သူအရောက်ဖို့မလဲဆိုတာဥပအောင်လို့စဉ်းစားဖို့လိုလာတယ်။မှန်ပါဗျာ။ဩအဲ့ရဖြာကအနာရောက်တဲ့စီကြအောင်တော့သရဝေကရောက်အောင်လိုက်ပို့ဦးမှာပဲဆိုတာလည်းညင်းဖို့မလိုပါဘူး။မှန်ပါဗျာ။ဒီဗျာဒီဘေးကလည်းသူဒီနာတယ်ပဲဗျာဒီနဲ့ပဲဇတ်သိမ်းပါလားဆိုတော့မဟုတ်သေးဘူးတဲ့သေမင်းထိုးအပ်ရမှာကျုပ်တာဝန်ရှိသေးတယ်။မှန်ပါဗျာ။ဗျာဒီပဲဖြစ်နေတဲ့ပုဂ္ဂိုလ်ကလည်းသေမင်းထိုးအပ်ဖို့ကျုပ်တော်ရှိသေးတယ်ဆိုပြီးဒီကလာဘုန်းကြီးတို့တရားဓမ္မတွေကိုပစ္စည်းရှိမရှိမရွေးအလုံးစုံကုန်ဆင်းရဲသားဆင်းရဲသမီးအလုံးစုံကုန်မရွေးဗျာဒီကလည်းမရဏလက်ကျွမ်းကိုတဲ့ဆက်ရမှာပဲဆိုတာလည်းအမှန်ပါပဲမှန်ပါဗျာဒါရင်ဘုန်းကြီးတို့တရားဓမ္မတွေယခုဘေးရဲ့လမ်းသွားနေကြတယ်ဆိုလို့ရှိရင်ဖြင့်အမှန်ပဲလို့သုံးဖြတ်ချက်ချမယ်။ဇာတိဘေးကလွတ်လာပြီးတော့ဘူးဒကာကျော်တို့အနေဥလာဘူးတို့ခြေနေစွန်းဩဇရာဘေးရဲ့ရောက်ပြီ။ရောက်ပြီပါဗျာ။ဇာတိဘေးလည်းတစ်ခါတလေရောက်ခဲ့ပြီဗျာ။သို့တော့အရောက်မပို့သေးလို့မရဏစီရောက်မပို့သေးလို့သာတဲတဲ့ကြံကြတာကို။အဲ့တော့ဘုရားနန်းလေးတဲ့ဒကာဓမ္မတွေတရားဟောနေတဲ့ဘုန်းကြီးဒီကားလို့ရှင်ဖြင့်ဘေးလေးဘေးထဲမှာအကျမ်းပြေးနေတယ်ဆိုလို့ရှိရင်ဖြင့်မြည်သူတူတယောက်မှမလွဲပါဘူးလွဲပါဘူးဘေးလေးဘေးထဲမှာအကျမ်းလျှောက်ပြေးနေကြတယ်ဆိုရင်လွဲသေးလားလွဲပါဘူးဟောဒါဖြင့်ဒီဘေးတွေဟာသူတောင်းယူကောင်းကြလားမတောင်းပြီးမယူကောင်းဘူးလားဆိုတာလဲစဉ်းစားကြည့်ကြစမ်းဇာတိကလည်းသစ္စာဖွဲ့ကြီးဒုက္ခသစ္စာဇရာကဒုက္ခသစ္စာဗျာတိကဒုက္ခသစ္စာမရဏကဒုက္ခသစ္စာဘယ်ဆူတောင်းရင်ဒုက္ခသစ္စာရမှာဘူးမသိတဲ့ပုဂ္ဂိုလ်များတကယ်ကျေသိသနာစရာကောင်းတယ်ကောင်းပါဘူးနတ်ပြည်ပါလို့ဤဆိုလို့ရှိရင်လည်းဇာတိဝိသသင်တော့မယ်ဇာတိဝိသသင်လို့ရှိရင်ကြံတဲ့သုံးဘေးကိုလွတ်အောင်ပြေးနိုင်မှာပြေးနိုင်ပါဘူးအကုန်မိခံရမှာပဲဟောဒါကြောင့်ဘုရားသခင်ကိုရမေကြီးအလိုတော်သည့်တရားဆရာများကလည်းတယောဘဝေအတုကရံဝိယတတ္ထဘောဆိုတဲ့အတိုင်းဘုံသုံးပါးဖြင့်ကွာထောင်ပြောင်းကြတာမင်းတို့ဒီမရွှေ့ကြပါနဲ့ဘုံသုံးပါးကထွက်ကြပါဆိုတာများဟောတဲ့မူလားဗျာဒါတွေညံလဲကြည့်တော့မှယခုကိုနေရတာလွတ်လွတ်လပ်လပ်ဖယ်လပ်ဘေးတဲ့နေတာပဲလားဆိုတာလဲစဉ်းစားကြည့်ပါ
ဘေးဘယ်နှဘေးသင့်နေပါလိမ့်လေးဘေးကမသင်သေးတဲ့ပုဂ္ဂိုလ်လည်းသင်ရမှာပဲသင်ပြီးတဲ့ပုဂ္ဂိုလ်တွေလည်းသင်ပြီးကုန်ပြီလို့ဆုံးဖြတ်ချက်ချရမှာပဲဒါကြောင့်ဘေးရှိရင်ဘေးလွတ်ရာရှိပါတယ်ဆိုတာအဇာတိန်အဇရံအဗျာရိန်အမတန်ဆိုတဲ့နေရာလေးရှိသေးတယ်အဇာတိန်ပြိတ္တိနေခြင်းမရှိတဲ့နိဗ္ဗာန်အဇရံအိုခြင်းမရှိတဲ့နိဗ္ဗာန်အဗျာရိန်အနာနှိစ္စခြင်းမရှိတဲ့နိဗ္ဗာန်အမတံမတရားဖြစ်တဲ့နိဗ္ဗာန်ဆိုတော့ဘေးရှိမှဘေးတဲ့ရောက်နေမှဒီမှာဘေးလွတ်ရာကိုကျွတ်တို့ခမရတို့သွားချင်ကြမယ်နော်ဒီတိုင်းသာဆိုလို့ချင်းဘေးမှမသိတဲ့ပုဂ္ဂိုလ်တခါတည်းဒီဥစ္စာပဲပျော်တော့မှာလင်းဒပျော်သလိုဖြစ်ပါလိမ့်မယ်လင်းဒခွေးသားရလေးပျော်လေးလေးဖြစ်နေတယ်လင်းဒဘာရလေးလေးပျော်လေးလေးဘေးကနေအမြင်ကျဲတဲ့ပုဂ္ဂိုလ်ကကြည့်လိုက်တော့ဩအဖြစ်ကလည်းလင်းဒစားရတာလည်းခွေးသားပြောစရာတကွမှမရှိပါကလားဆိုတာအမှန်တမ်းမထင်ရှားဘူးလားအဲဒီမှာလည်းအရိယာမျိုးလုံးလေးတက်ပြီးကြည့်လိုက်တဲ့အခါကျတော့မှတို့ဘာဘေးသင့်နေတယ်ဘေးလေးပဲသင့်တယ်မသင့်သေးတဲ့ပုဂ္ဂိုလ်လည်းသင့်ရမှာပဲတခါသိရဘေးလေးပဲသင့်နေတာသိတော့ဘေးကနေကြည့်တဲ့အရိယာပုဂ္ဂိုလ်များကတော့ဩလင်းဒနဲ့ခွေးသားပြောနေတာကိုရတဲ့ပစ္စည်းတွေရတဲ့ခွေးသားကိုဗျကိုယ်ကလည်းလင်းဒသဘောဖြစ်နေတယ်ဒီထဲပြောနေရင်လေဒီထဲပြောနေကိုယ်ကဘယ်သဘောဖြစ်တုံးရတဲ့ပစ္စည်းကဘာဖြစ်နေခွေးသေးကောင်သဘောဖြစ်နေတော့ဘေးကနေပြီးဒီကလာလူပညာရှိတွေကကြည့်လိုက်တော့အခုလူတွေပြောပြီးဒီကလာနေကြတာလင်းဒပြောနေတာကိုဆိုလို့ရှိရင်ဥပအောင်မလွယ်ဘူးဗျသို့တော့ပြောပြမဲ့လူမရှိလို့ရှိရင်ဖြင့်ကိုလည်းလင်းဒလို့မသိဘူးကိုရတဲ့သာသမီတွေပစ္စည်းတွေလည်းခွေးသေးကောင်ဖို့သဘောရလို့မသိပါဘူးမသိပါဘူးဗျာအခုတော့အသေးချာညာနဲ့ရှိတော့ဘေးသင့်နေတဲ့ပုဂ္ဂိုလ်တွေလို့သိတော့ဘေးသင့်တဲ့အထဲမှာပျော်ပြီးဒီကလာသလန်ကမ္မစီဝါရေးနဲ့ပျော်ပြီးဒီကလာနေတဲ့ပုဂ္ဂိုလ်ဟာလင်းဒခွေးသားရလို့ပျော်သလိုဖြစ်နေလင်းဒဘာရလို့ပါလဲလင်းဒခွေးသားရလို့ပြောသလိုဖြစ်နေတယ်ဆိုတော့မသိပြောမိုက်ပြောမလိမ္မာပြောဆိုတဲ့အသွားအဖြစ်ကျွတ်ခင်ဗျားတို့ကောင်းပေါ်ရောက်မသိပြောမလိမ္မာပြောမိုက်ပြောဖြစ်ပါရဲ့လားဒီကသေချာနားထောင်နော်မှန်ပါပါဗျာအင်္ဂုတ္တမှာလာလို့ဘုရားခင်ကိုရမေကြီးဟောလို့တခါဘေးသက်နေတာမှမသိတဲ့ပုဂ္ဂိုလ်ဟာလင်းဒပြောနေတော့လင်းဒဘဝမှာလွတ်ချင်တယ်ကျွတ်ချင်တယ်ဆိုတဲ့စိတ်လာဖို့အတော်ခင်းနေအခုတော့ပြန်ဘေးသက်ပြောပြီးကြတာနေတာသိတော့ဇာတိဘေးသက်မြန်တော့ဇာတိလွတ်ရရှားမှပဲဇရာဘေးသက်မြန်တော့ဘောဇာတိဘေးသက်မြန်တော့ဘောဇာတိဘေးလွတ်ရရှားမှပဲမရဏဘေးသက်မှာဧကံဖြစ်နေတော့ဘောအခုတော့ဒကာဓမ္မတွေကမရဏဘေးသင်တော်မယ်ဆိုရင်ဆရာဝန်စေဓမ္မသာအာကိုတော့တယ်မရဏမှာလွဲ့ရဖြစ်တယ်မကံလမ်းမတော်ဘောအရောက်သွားပါတော့မယ်ဆိုတဲ့စိတ်ကမလာရာကျွတ်တို့အမှားတော်ဘုံကြီးတယ်လို့ပဲဆွဲချက်တင်ရမလာရာပါပါလိမ့်မယ်မှားတော်ဘုံကြီးတယ်လို့ဆွဲချက်တင်ရလိမ့်မယ်ဒကာဓမ္မတွေဒါဘာကြောင့်လဲဆိုတော့ဘေးသင်တာမသိသောကြောင့်ဘေးလွတ်ရမရှာတာပဲဘေးသင်တာမသိသောကြောင့်ဘေးလွတ်ရမရှာတာပဲဆိုတော့ဒကာကျော်တို့ထူတဲ့အားတယ်လို့ဆိုရင်ခံယူမဲဗျခံယူမဲတဲ့ဒါကြောင့်ဒကာဓမ္မတို့ဘေးလေးပဲသင်နေတဲ့ဥစ္စာဇာတိဆိုတာအမေဝန်ကောင်းထဲမှာအစားလည်းမစားရအဝတ်လည်းမဝတ်ရဗျာကျင်ကြီးတွေပေါ်မှာအမေကျင်ကြီးပေါ်လဲထိုင်ခဲ့ရသေးတယ်အမေစားတဲ့ခွေးရမနဲ့တူရစားတွေကလည်းကိုယ်ကောင်းပေါ်မှာစီးပြီးဒီကလာကြာရသေးတယ်အသက်ရှူပေါက်ကလည်းမပါလာဘူးဆိုတော့ဘာဘေးသင့်နေတာဒီကနေပြန်မဲ့လေရင်နေရောင်ရင်းကျက်လာပြီးဒီကလာနာရလေရင်နေဒဏ်ချက်တွေခံရပြန်တော့လေဇရာဘေးသင့်တာပဲနောက်ကြတာနေဘူးလေဘူးကြောင့်ပဲအိရဆရာကနာစီချောင်းစိုးဘာနာအစရှိတော့စွဲပြန်တော့ဗျာဒီဘေးသင့်ဒီကနေဆရာတွေလက်လွတ်ရတော့မရဏဘေးသင့်ကျွတ်တွေ့လာခြင်းကပြန်အစမကောင်းအလယ်မကောင်းအဆုံးမကောင်းဘေးထဲမှာသာဘေးပေါင်းနေတာရှင်မိတ်ဆွေကောင်းဖြစ်ပြီးပေါင်းနေရတယ်လွယ်ပါမလားအဲ့ဒါကြောင့်ဓမ္မတို့
ခင်ဗျားတို့လူဘဝရတော်တယ်ဆိုတာကတော့ဖြင့်တိရစ္ဆာန်ဘဝနဲ့ဆိုင်တော်သေးရဲ့ပေါ့ဗျာရှင်စစ်တော်ဖြင့်ဘေးလွတ်ပါရလားခဲဒါကြောင့်ဒကာဓမ္မတို့ဘေးလွတ်ရရှာကြပါတော့ဘေးဖြင့်လေးဘေးသင့်နေပြီဘေးလွတ်ရသာယနေ့ရှာကြပါတော့ဆိုတဲ့တရားကိုဘေးလွတ်ရလမ်းပြမယ်တရားဒကာကျွေးနားမှာပဲကောင်းပြီဘယ်နဲ့ကြောင့်ဒီဘေးသင့်ပါလိမ့်မလဲဆိုတော့ဇာတိဘာသစ္စာပါဩမသိလို့လူဘဝဖြစ်ရပါလို့ဆိုတာတောင်းလိုက်တူတောင်းလိုက်တော့ဘာသစ္စာကြီးရပါလဲဒီဥစ္စာအဝိဇ္ဇာဓာန်ကျက်တဲ့နာပဲဥပအောင်ဘာဓာန်ကျက်ပါလဲမသိလို့တောင်းတော့ကြည်တံဇာတိပဲတဲ့ကျတော့ခုံဆင်းလို့မကြဘူးခါကျွေဒီတရားမျိုးတွေကအမတန်နိဗ္ဗာန်ရတာသိမှပြောကောင်းတယ်နော်မှန်ပါဗျာကဲဒါဖြင့်ဒကာသိတို့ဒီလူဘဝရပါလို့ဆိုတော့ဇာတိပဲသိရပါလို့မှန်ပါဗျာဘာမသိလို့တောင်းတယ်ဒုက္ခသစ္စာမသိလို့တောင်းဆိုင်ဒီတောင်းတဲ့သူ့တိုင်ပြည့်လာတော့သရာပဲပြည့်တာญาတိပဲမရဏပဲပြည့်လိမ့်မယ်ဆိုတာလေဘယ်သူမှမပေးရဘူးသူ့စုတောင်းတိုင်ဒုက္ခနာလမ်းစဉ်တိုင်ပြည့်တာပဲမပြည့်ကြဘူးဒီထဲကနေပြီးဒကာသစ်တို့ဒကာကျော်တို့ဥလာဘုတို့ကဒီဘဝနိဗ္ဗာန်မရသေးလို့ရှိရင်နောက်ဘဝဟိုဘုံဒီဘုံပြောင်းညံမြန်သေးတယ်ဆိုလို့ရှိရင်ပြန်မသိရဘူးမသိလို့ဘေးကိုတောင်းတယူအောင်တော့မှာပဲမှန်ပါဗျာဒီကဆိုနှစ်ထပ်နာသုံးထပ်နာမနာပဲဘူးအဲ့ဒါကြောင့်ဘေးလို့ရဒုက္ခသစ္စာမသိသေးတဲ့ကာလပတ်လုံးဘေးလို့ရရှာညာတော့လေဘေးသာလင်ရမယ်ဆိုတာသုံးရတဲ့ချပါဘေးလို့ရရှာညာတော့လေဘေးသာရမယ်တခါသိဘာအောင်လဲကျင့်납ပါကျင့်납ပါဒါဖြင့်ဘာများရေးကြည့်ပါလိမ့်မလဲဆိုတော့ဘေးလွတ်ရာကိုသိဖို့ရဟာတဲ့သစ္စာသိမှဘေးလွတ်ရာသိဒုက္ခသစ္စာရှိရင်ဖြင့်နိရောဓသစ္စာဆိုတဲ့ဒုက္ခငြိမ်းတဲ့သစ္စာရှိသေးတာပဲဆိုတာသစ္စာသိမှဘေးလွတ်ရာလည်းသိတယ်ဘေးသိခြင်းလည်းသစ္စာသိမှပဲဘေးလွတ်ရာသိခြင်းလို့ရှိရင်လည်းဒါကြောင့်သစ္စာမသိသံဃာရှိတကွလို့ဘုရားဟောတော်မူတာကြီးအဖြစ်တကယ်ကျွဲသေချာမှတ်ပြီတော့မှန်အမတန်မှန်တယ်မှန်ရဘူးလားအခုကိုယ်တိုင်တရားဓမ္မတို့ပြိတ္တိတွေနေခဲ့ရတယ်မဟုတ်လားဆင်းရဲလိုက်တာအဝိဇ္ဇာဖုံးလို့မေ့ကုန်လို့တာဘူးအခုတနေ့ကျအိုမင်းရင်ရောပိဋကရာလာလိုက်တာလည်းမျက်စိမောခါကိုင်းနာထိုင်းနဲ့မဟုတ်လိုက်တာသေချာလိုက်တာသူများပြောတာကိုယ်တွေ့တာတော့ကြအိယာပြာကနဲ့နာကျင်ရကြက်ရခဲရဒါလည်းဘေးသင်တာသူများပြောတာကိုယ်တွေ့တာတော့ကြသေကနည်းတွေနဲ့ဖြစ်အောင်မဲ့ခြေနေသေးရမဲ့ခြေနေတွေကလည်းကိုယ်ဧကံပါပိဒကလာနေတော့မလွယ်ရန်တွေ့ရမှာကလည်းမသိကြလားဒါကလည်းသူများပြောတာကိုပဲဆုံးဖြတ်ချက်ချပြီးသားလားငါပဲနည်းနဲ့မဆိုသိရမယ်ဆိုတာဆုံးဖြတ်ချက်ဒီလိုသိရသားနဲ့ဒါရဇာတိကဘေးပါပဲသရာဘေးပါပဲဗျာတိကဘေးပါပဲမရဏဘေးပါပဲလို့ဒုက္ခသစ္စာဘေးတွေသိနေတယ်လို့မသိသေးကာလပတ်လုံးတကယ်သိတို့ဒီဘဝမကောင်းဟိုဘဝပြောင်းကျင်တဲ့ဥစ္စာလာလိမ့်မလို့ဘယ်နဲ့ကြောင့်ဒီဘဝမကောင်းဟိုဘဝပြောင်းကျင်ပါလိမ့်ဘေးသစ္စာမသိလို့ဘယ်လိုမှကြံဘေးသစ္စာမသိလို့သိုးရလိုက်တာနော်ဘုရားခင်ကိုယ်တော်နဲ့ကြည့်လဲဘယ်ဘုံပြောင်းกว่าထောင်ကြတာပဲဘယ်ဘုံပြောင်းခင်ဗျားတို့ထောင်ပြောင်းစုဖြင့်ဗျာကိုယ်တိုင်မတောင်းနဲ့ပါဘူးထောင်တွဲစုဖြင့်တောင်းကြပါထောင်ပြောင်းစုဖြင့်ထောင်တွဲစုဖြင့်အဲ့ဒါထောင်မှမသိတဲ့ပုဂ္ဂိုလ်ကလည်းတကယ်သိရထောင်ထွက်ခြင်းနဲ့ဆိုတဲ့သဘောလာပါဒါကြောင့်ဘုရားခင်ကိုယ်တော်နဲ့ကြီးကတရားဘုရားအရုကရံဝိယဆိုတဲ့တိုင်တဲ့သုံးပါးသောဘုံကြီးဟာနှောင်ရင်ကြီးกว่าထောင်ကြီးသုံးခုกว่าသဘောကျကဲဘုံရောက်ပြန်တော့လည်းနတ်ပြည်ရောက်သွားတာအကောင်းဆုံးနတ်ပြည်ရောက်သွားတယ်ရောက်ချင်းသာဒီဝေသနာတော်ရကြသရာဘေးကတော်ရကြဗျာဒီဘေးကတော်ကြမရဏဘေးက
တဲ့ဘယ်ဘုံပြောင်းပြောင်းပေးသင့်တာကြီးပါလားဒါကြောင့်အဇာတိန်ဆိုတဲ့နေရာသွားချက်စုအဇရံဆိုတဲ့နေရာသွားမှာအဗျာရိန်ဆိုတဲ့နေရာအမတန်ဆိုတဲ့နေရာဒါကခုဆရာကောင်းသမားနဲ့တွေ့လို့ဒီသံလေးသွားရမှာပါပဲဖေဟာဆိုတာလေးပြောတတ်သေးနော်ကိုယ်ရင်ကိုယ်ရနဲ့ကိုယ်သားကိုယ်သမီးနဲ့ပြောနေတဲ့ပုဂ္ဂိုလ်ကတော့ဘေးရင်ပြီးပြောထောင်ထဲမှာပြောဘေးရင်ပြီးကလာတဲ့ပြောနေတယ်ဆိုတာမသေးကြဘူးလားထောင်ထဲပြောနေတယ်ဆိုရင်လူပုံထောင်ကြီးရဲ့မှာဗျာဩဒီလိုမသိတဲ့ပုဂ္ဂိုလ်တွေကြောင့်ဘုရားတွေပဲလို့ပွင့်ကြတော့လဲဒီထောင်ထဲပြောတဲ့ပုဂ္ဂိုလ်ဒီဘေးရင်တာမသိတဲ့ပုဂ္ဂိုလ်တွေဘယ်လိုဆွဲထုတ်မတော့တခါကျွဲအတော့ခင်းကိုယ်ကိုယ်တိုင်တောင်းမှဘူးဆရာအောင်သမားကောင်းကနေတိုင်းညွန်လို့လမ်းညွန်ပြနေတာတောင်းတစ်ခါတလေကိုယ်ရင်ကိုယ်ရများရောက်သွားတဲ့ခါပျော်သလိုလိုလာသေးတာဒါဆရာအောင်မောင်းနဲ့အမှန်တွေ့နေတာနော်ဒါကြောင့်မှဒီလိုနေရထိုင်ရလို့ရှိရင်တော်သေးရဲ့ကွယ်ဆိုတဲ့တဏှာကများဝင်များချော့လိုက်သေးဘယ်လိုဝင်ချော့လိုက်ပါတော်သေးရဲ့လူလေးဖြစ်ရညာတော့လေစားဖို့တောက်ဖို့မတောက်မတမကြောက်မကြနေဖို့တိုင်းဖို့လုံးလုံးချုံချုံနဲ့သွားဖို့လာဖို့ကားအဆရှိသေးတော့နဲ့လူတဲ့လူတဲ့ဘုံကိုစိန်ရွှေလေးတော်သေးရဲ့ဆိုတာအာမလို့ဘေးသိနေတဲ့လူကတော်သေးရဲ့များဖြစ်လာသေးတဲ့ဥစ္စာအဝိဇ္ဇာတန်ကျက်ဘယ်လောက်ကြီးတယ်ဆိုတာစဉ်းစားပါတော့အဝိဇ္ဇာတန်ကျက်ဘယ်လောက်ကြီးတယ်ဆိုတာစဉ်းစားမိကြည်စံတကားပြေတခါတည်းအိမ်ထဲမှာတယောက်တည်းပြုံးတဲ့အခါပါသေးတယ်နော်ကိုအိမ်ကြည့်လိုက်ဒီအိမ်ကြည့်လိုက်တို့အိမ်ကသာသေးဆိုတာလေးနဲ့များတကားတို့ကပြုံးလိုက်သေးတယ်အမှန်ထောင်ကြနေတဲ့လူကဘာတော့ပြုံးတာထောင်ကြနေတဲ့ကပြုံးပေးတဲ့နေတဲ့ပုဂ္ဂိုလ်ကပြုံးတာဩဥလာဘူးခက်လိုက်တဲ့ဖြစ်ချင်းမပြောပါနဲ့အမဓမ္မသူစိတ်ထဲမှာဒီဥစ္စာဒီဘေးလေးဘေးကိုနားမလဲတဲ့ဖြစ်သစ္စာ၄ပါးကိုနားမလဲတဲ့ဖြစ်ဒီအခုပြောခဲ့တဲ့ဒုက္ခသစ္စာ၄ပါးကိုနားမလဲတဲ့ဖြစ်ကလည်းလိုက်သုံးရှိပါသေးကလားလို့ဆိုလို့ရှိရင်ညင်းဖို့မလိုတော့ဘူး။ဒါကြောင့်ရောက်ရမှာပြောတဲ့ဘဝတဏှာကသမုဒိယသစ္စာရောက်ရဘေးတဲ့ပြောနေတာကဘာသစ္စာဘေးတဲ့တွန်းချလိုက်တာကအဝိဇ္ဇာဘေးတဲ့အပြောခိုင်းတာကခက်လိုက်တဲ့ဖြစ်ချင်းခက်လိုက်တဲ့ဖြစ်ချင်းတရားဓမ္မတွေရန်သူနှစ်ယောက်တော့ယနေ့တော့ဖမ်းမိပြီဘေးတဲ့တွန်းချလိုက်တာကရောက်ရမှာဘေးတဲ့မှာဘေးမသိအောင်ပြောခိုင်းတာကဒါဖြင့်အဝိဇ္ဇာနဲ့တဏှာဆူကြသူတော့သဘောကျဘယ်သူပါလိမ့်မယ်ဒါကြောင့်ဟိုရင်သွားကြည့်ဗန်လည်းသားနဲ့ပြုံသမီးနဲ့ပြုံရောင်းဝင်နဲ့ပြုံအကြောင်းမင်းကြီးလို့ရံဖြစ်ကြမြို့ရဲရဲမှာဒကာကျွယ်တာပဲရှိတာရံဖြစ်တဲ့ပုဂ္ဂိုလ်လည်းအကြောင်းမင်းကြီးလို့ရံဖြစ်တာတို့သူများပြောသလိုမပြောရလို့ဆိုတဲ့အဓိပ္ပာယ်ပါတယ်သူနဲ့ဘဝတဏှာကြောင့်ပဲဆင်တော်လို့ပါဘဝတဏှာသမုဒိယသစ္စာကြောင့်ဆင်ဖြင့်ဒကာသေးရံဖြစ်တဲ့ငါလည်းသူများပြောသလိုမပြောရလို့ဖြစ်ရတာတယောက်တယောက်သားနဲ့ခမမနဲ့ခမယောက်ျားနဲ့မတည့်ကြဘူးသားတဲ့သမီးတွေနဲ့အရှင်မပြေကြဘူးဟာဘာဖြစ်တာတုံးဆိုသူများပြောသလိုမပြောရလို့သူများပြောသလိုဘဝတည်းပြောခြင်းတာကိုမပြောရလို့ဖြစ်ရတဲ့ရံပွဲမဆိုနိုင်ဘူးလားအဲ့ဒါတွေစဉ်းစားကြည့်တော့မှမသိပြောနေတယ်မလိမ္မာပြောနေတယ်လူပိုက်ပြောနေတယ်ဆိုတဲ့အိဗာသစ္စာမသိတဲ့ချိန်ကစပြီးဒီကလာအခုပြောတဲ့လူမိုက်ပြောတဲ့သုံးပြောဟာဖြင့်ဘယ်နည်းနဲ့မှမငင်းဆန်မအောင်မှန်းနေတယ်ဆိုနိုင်ကြကောင်းပြီဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေခုဘေးပင်ဘေးရှိပါလိမ့်ဘေးရဲ့ရောက်အောင်တွန်းချလိုက်တာကဘယ်သူပါလိမ့်ဘေးရဲ့ရောက်တဲ့ကဘေးမှမသိအောင်ပြောခိုင်းတာကတဏှာပဲဩဒါကြောင့်ပဲရံသူနှစ်ယောက်တော့ဖြင့်ဒကာဥလာဘူးမိပြီဗျာဘေးရဲ့တွန်းချလိုက်တာကအဝိဇ္ဇာကသစ္စာလေးဒုက္ခသစ္စာမသိလို့ဆူတောင်းဟဲ့ဆိုပြီးအဝိဇ္ဇာကခေါင်းဆောင်လုပ်ပြီးဒီကလာမသိအောင်ဖုံးလွှမ်းလိုက်တာကအဝိဇ္ဇာဆူတောင်းလို့တောင်းလိုက်တာကတဏှာတခါရောက်ရမှာပြောခိုင်းတာကလည်းတဏှာဒီလိုမနေဘူးလားဩခင်ဗျားတို့ဒီလူမိုက်နဲ့နှစ်ယောက်နဲ့ဒီတရားမိုက်နှစ်ယောက်တရားမိုက်နှစ်ခုနဲ့ပေါင်းသင်းဆက်ဆံပြီးကြလားတသံရာလုံးနေခဲ့ရတော့
ကျွတ်တို့ဒီမသိပြောနဲ့ထောင်ပြောပဲရှိတယ်ဘယ်လိုဆိုကြပါမသိပြောနဲ့ထောင်ပြောမှတော့ဘာရှိသေးလဲအဲ့ဒါကြောင့်တရားဓမ္မတို့ဘယ်သောကာလမှာကျွတ်တို့မသိပြောလဲမဖယ်နိုင်သဘောကျမသိပြောမဖော်နိုင်တော့ဘေးလွတ်ရာရှားပါထောင်လွတ်ရာကိုကြံစီပါအဲ့ဒီမကြံစီနိုင်တာကလည်းတဏှဆွမ်းရည်တတ္တိထောင်ချလိုက်တဲ့ကဝိဇ္ဇာကပျော်ခိုင်းတာကတဏှာကဆိုဖြင့်ဒီရှင်ရသကြောမွဲမှာတော့ဖြင့်လူရေးကြွရေးမရှိပါဘူးရှိသေးရဲ့ထောင်ချလိုက်တဲ့ကထောင်ထဲပျော်ခိုင်းတာကဘေးထဲတွန်းပို့လိုက်တာကဘေးထဲမှာဘေးမသိအောင်ပျော်ခိုင်းတာကကဲဒါကဒီလက်တဲ့နှစ်ယောက်ကိုမေ့အောင်မဖမ်းနိုင်သေးကာလပတ်လုံးနဲ့တခါကျွယ်တိတဲ့ကိုကျိုးနေတော့မရှိဘူးမရှိပါဘူးဗျာယခုတော့ပြန်တရားဓမ္မတွေဒီလက်တဲ့နှစ်ယောက်မိပါဗလားမိပါပါဗျာထောင်ကြတာဘယ်လိုပါလဲဘေးသိအောင်လုပ်တာအဝိဇ္ဇာပဲနော်ထောင်ကြတာဘယ်လိုလဲသူကြောင့်ကျွတ်တော့ထောင်ကြတာသူကလူပြေကောင်းတယ်ကွာလူပြေဒုက္ခသစ္စာဖုံးပေးလိုက်တော့ဒါကြတဲ့လူပြေတွေကျွတ်တော့ခုံချရတယ်အဲ့တော့လူပြေဒုက္ခသစ္စာဖုံးလို့ခုံချပြတာဘောလို့ဆိုဖြင့်ထောင်ချလိုက်တာဘယ်လိုတော့ဝိဇ္ဇာသဘောကျဘေးတဲ့တွန်းပို့လိုက်တာဝိဇ္ဇာခါထောင်နဲ့ပြောဘေးတဲ့ပြောခိုင်းတာကကဲဒါကသေးလက်သက်နှစ်ယောက်တော့တွေ့ပြီဒကာဓမ္မတို့ဘာတွေ့တော့လက်သက်နှစ်ယောက်တော့တွေ့ပါပြီတဲ့အဲ့ဒါယနေ့ကစပြီးဒီကလာပြုံးမဲ့ကြရင်စဉ်းစားစမ်းပါနော်ဟာဘေးတဲ့ပြောတဲ့အယူလားဟာလို့ကိုယ့်ကိုယ်ကိုမေးထောင်ထဲကြနေတဲ့အယူလားဟာနင်ပြုံးချိန်မဟုတ်ပဲနဲ့နင်ပြုံးနေတာလွန်လားကြည်လားဟာလို့အခုဆရာသမားကနီးပေးသဖြင့်အဝိဇ္ဇာတဏ္ဍာတန်ကြက်မှမလွတ်သေးတဲ့ပုဂ္ဂိုလ်ပျော်ပြီးဒီကလာနေတာထောင်ထဲပျော်ဘေးထဲပျော်ဆိုတော့ဥပအောင်ဟုတ်မှဟုတ်ကလားဟုတ်ပါပါဗျာရှင်းကြရှင်းပါဘူးဒါပြန်ဒီတရားဒီနည်း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 ပဲပြောရတော့မယ်တဲ့လူရည်ကြည်သေးချာရှားတော့မယ်သို့တော်လူရည်ကြည်ကိုပြောတာကဒါတော့မခက်ဘူးမျက်စိနှကွင်းမွေးတွေကအလင်းမရတော့ဝန်းတဲ့ကလေးကအလင်းမရတဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ဘေးမသိတာဘေးပေါ်ပြောရတာကကြားတယ်ထောင်ထဲကြနေတာကြာမှမသိအောင်ပြောရတာကလည်းကြားတယ်တဲ့ခိုင်းတာဖြင့်အခုဘေးလေးပဲသိနေပဲဘေးလေးပဲသိကြတယ်ဒကာဓမ္မတွေဘယ်နဲ့ကြောင့်သုံးလို့လက်သေးရှာကြသူလက်သေးရှာကြတော့စဉ်းစားကြည့်ပါလားတဲ့ဒီဘက်ကလာခဲ့အတိတ်ဘဝကလွန်ခဲ့တဲ့ဘဝကပေါ့ဗျာလွန်ခဲ့တဲ့ဘဝကသစ္စာမသိတဲ့အဝိဇ္ဇာခေါင်းဆောင်လွန်ခဲ့တဲ့ဘဝကအဝိဇ္ဇာကသစ္စာမသိတော့ဒီဒုက္ခသစ္စာဒီ၄ချက်ကိုပဲမသိအောင်ပဲသူပဲဖုံးလွှမ်းထားတယ်သူပဲအုပ်ချုပ်ထားတယ်သူပဲကာကွယ်ထားတယ်ဆိုတာညင်းဖို့လိုသေးလားအဲ့တော့အဲ့ဒီပုဂ္ဂိုလ်ဇုံလုံးကန်းမဖြစ်သေးဘူးလားဖြစ်ပါလားဖြစ်ပါဘူးနောက်ဘဝကဇုံလုံးကန်းဒီကားလို့ဆိုရင်ဖြင့်သွားမိသွားရသွားတာပဲဆိုပြီးသင်္ခါရပေါ်လာသွားမိသွားရလုံးမိလို့ရလုံးတော့အဝိဇ္ဇာပြည့်စရာအဝိဇ္ဇာကဇုံလုံးကန်းဇုံလုံးကန်းမို့သွားမိသွားရသွားလိုက်တော့ဝိဘဝတောင်းတတဲ့ဇာတိဘေးတွေရမယ်ကုသိုလ်တွေပြုဇာတိဘေးတွေမရရအောင်အရယူခြင်းနဲ့သန္တာတဏှာနဲ့တောင်းလိုက်တဲ့အခါကျတော့ပထမဇာတိဘေးဇာတိဆိုတဲ့သင်္ခါရပစ္စယဝိညာဏံဆိုတာဇာတိပါပဲသင်္ခါရပစ္စယဝိညာဏံဆိုတာဝိညာဏဆိုတော့ပရိသေဝိညာဉ်ကိုဗျပရိသေဝိညာဉ်ဆိုတော့ပရိသေဝိညာဉ်နဲ့နေတာမဟုတ်ပါဘူးပြင်စောကာရဘုံမှာခန္ဓာ၅ပါးနဲ့အတူတကွဖြစ်ပါတယ်သဘောပါကောင်းပြီဒါဖြင့်ဘယ်လေးပဲဘုရုကြောင့်တက်မှာလဲမလို့ဆိုတော့ဇုံလုံးကလမ်းသွားလွယ်လို့ဖြစ်ရသည်ဒါကတည်းဆုံးဖြတ်ချက်ချတာဒီကဝိဇ္ဇာကဇုံလုံးကဒီကံတဲ့ပုဂ္ဂိုလ်ကသွားမိသွားရသွားလုံးမိလုံးရလို့တော့ပုံညာပိသင်္ခါရဆိုတဲ့ကုသိုလ်အပုံညာပိသင်္ခါရဆိုတဲ့စုတောင်းဘုံဘဝတွေတောင်းချလိုက်တဲ့နိဗ္ဗာန်ရှိရနဲ့မတောင်းဘူးဒါကြောင့်သင်္ခါရပစ္စယဝိညာဏဆိုတဲ့ဇာတိဘေးလာတဲ့သ
ပေါ်ကြသင်္ခါရဖြစ်เสียဝိညာဏဆိုတဲ့ဘာပဲသင်ပါဟောဇာတိပဲသင်တော့ပြေးလို့ဆိုသေးလားသရာပဲဇာတိပဲမရဏပဲဟောတာဖြင့်ဒကာဓမ္မတို့ဘေးလေးပဲသင်တဲ့ကျွတ်တို့အတိတ်အကြောင်းဖြင့်ကောင်းကောင်းသိပါပြီအဝိဇ္ဇာသင်္ခါရပဲဟိဘယ်လိုမှတ်ကြမလဲအဝိဇ္ဇာနဲ့သင်္ခါရပဲဆိုတော့သဘောကျဒါဖြင့်ဒီအဝိဇ္ဇာနဲ့သင်္ခါရမချုပ်သေးကာလပတ်လုံးဇာတိပဲချုပ်မှာမဟုတ်ပါဘူးသရပဲဗျာတိပဲမရဏပဲဒါဖြင့်အဝိဇ္ဇာသင်္ခါရချုပ်မှာနေရာကြမယ်အဝိဇ္ဇာချုပ်တော့ဝိဇ္ဇာဥဒ္ဒဘာတိဖြစ်တယ်သင်္ခါရချုပ်တဲ့ခါကျတော့အသင်္ကတသွားဖြစ်တယ်သဘောကျကောင်းပြီဒါဖြင့်ဓမ္မတို့ဒီရေးဟာမနေ့ကတော့မိုက်ပုံရှင်းတာပါယနေ့တော့ပြန်မိုက်တာကိုရှင်းဥစွာပြပြီးလင်္ကာဘုလမ်းကိုပြတော့မယ်ခိုင်းအာရုံတရားတစ်ပွဲလုံးဓမ္မတို့ဒီနေ့တရားခိစ္စဆိုင်ပြီးမှတ်ပါဘေးလေးပဲသင်တာဘုရုကြောင့်တို့ဝိဇ္ဇာသင်္ခါရကြောင့်ရှင်းကြမျက်စိမမြင်တဲ့လူလမ်းသွားလို့ဟောဒီမှာချော်လဲပါမျက်စိမမြင်တဲ့လူလမ်းသွားလို့ပြိဿရေမဝအောင်တဲ့ကိုချော်လဲတာပဲမျက်စိမမြင်တဲ့လူလမ်းသွားလို့ဒါဖြင့်အဝိဇ္ဇာသင်္ခါရကြောင့်ချော်လဲတဲ့ဇာတိဝိသံဝိဇ္ဇာသင်္ခါရကြောင့်ချော်လဲလို့ရှိရင်ဖြင့်အနာမရပါမလားဆိုတာစဉ်းစားကြည့်ပါရိမ့်ရိုင်နေပါမလားဆိုတဲ့ဇရာဘေးကမသိရဘူးချော်လဲလို့ရှိရင်တခုခုတော့ဖြင့်ဒကာဓမ္မတို့အုံမဲမစွန်းတော့ဖြစ်ရတော့အုံမဲမစွန်းလို့ရှိလို့ရှိရင်ဖြင့်နာမဲမစွန်းကလည်းလာတော့သေမဲမစွန်းကလည်းဩဘယ်နဲ့ကြောက်ပါလိမ့်မလို့ချော်လဲပြီလို့ချော်လဲတာဘယ်နဲ့ကြောင့်လဲပါလိမ့်မလို့ဆိုတော့မျက်မမြင်လမ်းသွားလို့ဘယ်နဲ့တော့ပေါ်ကြမျက်မမြင်ဆိုတဲ့အဝိဇ္ဇာသင်္ခါရကလမ်းသွားလို့ဇာတိဝိသိမ့်ပြီးချော်လဲရချော်လဲလို့ဒီဘက်မှာအနာရဒီဘက်မှာအနာရလို့အိုင်းအမာတွေထပြီးဒီဘက်သေဖို့ဝင်ရအကောင်းကိုပါသေးညာနဲ့နားထောင်မှညာနဲ့နားထောင်မှဒါပရိစ္ဆေသမုပ္ပါကိုအတူနဲ့ရှင်းပြတာလို့မှတ်လိုက်ကြစမ်းပါကဲဒါဖြင့်မျက်မမြင်ကအဝိဇ္ဇာသင်္ခါရကသွားမိသွားရသွားဝိညာဏကချော်လဲဒါကတော့ဖေးသိမသိသေးဘူးလားဒါဖြင့်ဘေးသင့်ပါပြီဘေးသင့်တဲ့ပုဂ္ဂိုလ်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်အနာယလို့တခါတော့ငန်းနေမှနေကြွအနာယတာကစရာပေါ့ဗျာငန်းနေမှနေကြတာကဗျာတိပေါ့သေသမလက်လက်ရတာကမရဏဩကျွတ်တို့တသံတရားလုံးမှာဖြင့်မျက်စိမမြင်လမ်းသွားချော်လဲအနာယနာမကြွပြီသေပွဲကြီးဝင်ခဲ့ရတယ်ဘယ်သူမှပြင်ပေးမဲ့လူကိုမလာဘူးနဲ့နာလိုက်တာတကားကျွဲသေးသေးချာချာတကားဓမ္မတွေညာနဲ့စဉ်းစားကြည့်တော့မှငါတို့နောက်တုန်းကဗျာဘယ်လိုအခြေအနေမျိုးစိုက်ခဲ့ပါလိမ့်မလို့စကြဝဠာမန္တတွေများဖြစ်ခဲ့လေရောလားဒါဖြစ်တောင်ဖြစ်တာကတော့ဖြင့်ပုဒ္ဒနည်းနဲ့ဆိုရင်ဖြစ်ခြင်းဖြစ်မယ်မဖြစ်ခြင်းမဖြစ်ဘူးဧကံဖြစ်ခဲ့တာပြောရရစီဆိုတော့ဘုရားကမျက်မမြင်လမ်းသွားချော်လဲပဲကွာသဘောကျမျက်မမြင်လမ်းသွားချော်လဲတော့အနာယတော့ငမ်းမှန်းကြွတော့သေဘောဝင်ဒါပဲပြည့်စုံခဲ့တယ်ပေါ်ကြခိုင်းဒါဖြင့်ဒီဘောမှာမကျွတ်လို့ရှိရင်ဖြင့်တရားဓမ္မတို့ဟောဒီကအဝိဇ္ဇာကကိလေသာဝဟောဒီနှစ်ခုကကာမဝဟောဒီလေးခုကဝိပါကဝသုံးပါးလာသင်သဘောကျဒီအဝိဇ္ဇာကဘာဝပါလဲဟောဒီကဒီမျက်စိမြင်လမ်းသွားတဲ့နှစ်ခုကဘာပါလဲဟောဒီလေးခုကဘာတော့ဩခမရတဲ့ကျွတ်တော့ဝကောင်မှဟုတ်ပါရဲ့လားတခါတည်းရှင်းသွားပြီတရားဓမ္မတို့ဩတော်ရေးကြည့်တဲ့တရားပါလားဆိုတော့ဥပဝင်နာကြီးနဲ့ထောင်မှနော်တရားဓမ္မတို့ဘေးသင်တာသေးကြဘူးလားသေကြပါဘူးတရားကိုအတုကရံဝိယဆိုတဲ့ဝတ်သင်တာရောသေးကြဘူးလားဩဘာကြောင့်ဒီဘေးသင်ပါလိမ့်ဘာကြောင့်ဒီဘုမကျွတ်ပါလိမ့်မလို့တခါတည်းစဉ်းစားလိုက်တော့မှအမျက်ရှိမမြင်လမ်းသွားလွဲလာတော့ဗျာမျက်ရှိမမြင်တဲ့ပုဂ္ဂိုလ်ဟာမျက်စိမမြင်တာအဝိဇ္ဇာလမ်းသွားလဲတာကသင်္ခါရသဘောကျမျက်စိမမြင်လမ်းသွားလဲလိုက်တာချော်လဲတဲ့ပွဲနဲ့ကြီးတွေ့
တဘောကသွားပြန်တော့ဘယ်သူပဲနဲ့ကြောင့်ပါလိမ့်များမျက်စိမမြင်တဲ့ပုဂ္ဂိုလ်လမ်းသွားနေတော့ချော်လဲတဲ့ဘွယ်ကြီးတွေ့ရတကယ်ကျချော်လဲတဲ့ဘွယ်ဘယ်တော့မှတွေ့ဘူးလေဒါပြန်ဘယ်တော့မှမျက်စိနှကွယ်လည်းမရခဲ့ဘူးပေါ့ဒီတခါလည်းမရလို့ရှင်းပြင်ကိုကျိုးကြီးနဲ့ပေါ့ဒီခါလည်းမရရင်ပေါ်ကြကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဘယ်တော့မှဇာတိဒုက္ခသစ္စာလို့လည်းမသိကြဘူးဇရာဒုက္ခသစ္စာလို့လည်းယာရိဒုက္ခသစ္စာလို့လည်းမရဏဒုက္ခသစ္စာလို့လည်းဘယ်နဲ့ကြောင့်မသိပါလဲကိုယ်ကနောက်ဘဝကဇုံလုံးကသွားခြင်းလေသွားမိသွားရသွားလာခဲ့တဲ့သင်္ခါရနဲ့သွားခဲ့တာဘူးသွားလို့ချော်လဲတော့လေသူထုံးစံတိုင်းချော်လဲတယ်လို့ပဲအောင်းမဲ့နေတာပဲချော်မလဲတဲ့နေရာရှိဖို့မရပါဘူးလို့လည်း तू မသိပါဘူးဘယ်သိမလို့တရားဓမ္မတွေဒီဘဝရောက်လာတဲ့မျက်စိနှကွန်းကအလင်းမရဘူးဟိုဘဝတော့ကလည်းမျက်စိနှကွန်းအလင်းမရလို့သွားမိသွားရသွားပြီးဒီချော်လဲတယ်ချော်လဲတဲ့အချိန်မှာမျက်စိချော်လဲလို့တခါဒဏ်ရာရတဲ့အချိန်မျက်စိနှကွန်းအလင်းရပါလားဆိုတော့ကလျာဏမိတ်တသူတော်ကောင်းတွေကမတွေ့ပြန်တွေ့သေးရဲ့အဲ့ဒါခမည်းတော်ယခုတွေ့ချိန်လေးကိုမျက်စိနှကွန်းအလင်းရရင်ရတခါကျွဲနောက်ကြတော့ငါးမွန်းကြွပြီးသေဘောဝင်မှတော့ရလိမ့်မယ်မထင်နဲ့တော့ချော်လဲပြီးဒီကလာဒဏ်ရာရနေတော့ကိုမြန်မြန်မျက်စိလေးကုပေးမဲ့ဆရာမြန်မြန်ရှာရင်ရှာပါမရှာရင်သေးတဲ့ကိုရိုးကြီးနေတာတော့ဖြင့်ပြောเสียမရှိတော့သဘောပါကြလားဒါဖြင့်ခင်ဗျားတို့ကိုယ်ရင်ကိုယ်ရာကိုယ်အယောင်းဝယ်နဲ့ကိုပြည့်စုံတာလေးဟာတကားတစ်ဘာမှမဟုတ်ဘူးဆိုတာသိကြတော့သိကြပါဘူးထောင်သေးပြောဘေးသင့်ပြောပါလိမ့်မယ်ဒါသေးသေးချာချာညာနဲ့တွေးမှတကားကျွဲတို့ကကိုယ်အကြောင်းလေးညညွတ်နေတယ်တကားတစ်တို့ကအကြောင်းလေးညညွတ်နေတယ်ဆိုတော့တော်ပါသေးရဲ့ဗျာလို့များသွားမလုပ်နဲ့နော်တော်ပါသေးရဲ့ဆိုတဲ့အတန်ထွက်လို့ရှိရင်ဘေးသင့်ပြောပဲသဘောကျထောင်သေးပြောထောင်သေးပြောလဲမှန်တာပဲဘေးသင့်ပြောလဲမှန်တာပဲဒီဥစ္စာအမှန်တရားဆိုတဲ့ဥစ္စာကတော့သစ္စာကိုဇာတိဘေးဆိုတာပဲမရဏဘေးဗျာဒီမရဏဘေးကြောင့်ပါဘေးတွေပဲအင်္ဂုတ္တပါဠိကဘေးလေးပဲသိနေတယ်ဆိုတော့ဒီတွေကပြုံးလို့ရှိရင်ဖြင့်ဘယ်နဲ့တော့ညာအမှန်မဆိုးပါဘူးလားဘေးသိနေတဲ့ပုဂ္ဂိုလ်ကပြောတယ်ဆိုတော့ခမည်းတော်တောင်မှလူမားအနေနဲ့ထပြုံးတဲ့ခါကျတော့သေကံကြီးပြုံးထမရဲ့သေကံကြီးမနှုတ်ဆက်တဲ့သဘောထမရဲ့ဒီဗယံဝရာတခါလဲသူဒီသတိလစ်ပြီးပြုံးတာထမရဲ့မထင်ကြဘူးလားဒီတောင်ကမတက်ဘူးထင်တဲ့လူကများထများပြုံးနေတော့ဥပအောင်တော့အကဲခတ်တော့ဒီတိုင်းမခတ်ပဲဘူးလားဒီကနေ့ပြုံးမှာကွာတဲ့ဥစ္စာမင်းတို့မျောလင်းချက်မရှိပါဘူးဒီမှာလည်းခင်ဗျားတို့လည်းသားလေးနဲ့ပြောလိုက်သမီးလေးနဲ့ပြောလိုက်ပစ္စည်းလေးနဲ့ရတိုင်းနဲ့ပြောလိုက်တိုက်တာကားလေးနဲ့ပြောလိုက်စိန်ရွှေလေးနဲ့ပြောလိုက်ဟာပါတော့ဆိုဘေးသင်ပြောနေတာဟိသေကံကြီးဟုတ်လားဒီတဲ့ငရဲကြကံကြီးကိုသိပ်ပြောလိုက်တဲ့သင်ဟိဆိုလိုက်ရင်လောကအဲ့တော့ခမရတဲ့จิตတို့မှာဖြင့်ကာလျာဏမိတ်တကာလျာဏကကောင်းတာမိတ်တကဆွေခင်မောခုလိုမိတ်ဆွေကောင်းတင်ကကောင်းတဲ့မှာမတွေ့ဘူးဆိုရင်ဖြင့်ဒါဘေးသင့်ပြောပဲဟောင်းလဲပြောပဲဒါကကျွယ်ဆိုးလိုက်ပြန်အဲ့ဒါအားလုံးတရားနာကြတယ်ဒကာဓမ္မတွေကဩပြုံးချိန်ပြောချိန်မဟုတ်သေးပါကလားလွရဲကျွရဲသေးကြမှပြုံးချိန်ပြောချိန်ပါလားဆိုတာကိုသုံးပြချက်ချပါအခုအချိန်မှာဖြင့်ယူပြောနှမ်းပြောမှတပါးဘာအောင်ပါရှိသေးသဘောပါကြဒါရင်ဒါဖြင့်ဒီထောင်ကြတယ်လို့ဘယ်သူပါလဲမလဲလို့မဲတဲ့ခါကြတော့ဖြင့်မျက်စိမမြင်တဲ့အဝိဇ္ဇာနဲ့သွားမိသွားရသွားတဲ့သင်္ခါရနှစ်ခုသူတို့လက်တယ်ပဲပေါ်ကြဝိဇ္ဇာနဲ့သင်္ခါရဘာတော့ဘေးသိအောင်လုပ်ကြလဲသူတို့ပဲထောင်ထဲမှာနေခိုင်းတာလဲထောင်ထဲကြောက်မှသူတို့လိုက်ပြီးဒီကလာပြုံးနေဆိုပြီးဒီကလာအရန်ပြုံးခိုင်းတာတော့သူတို့တတ်ကြရတာထောင်ကြတာတော့ကြောက်မှမသိဘူးစိတ်ရှင်ကြကန်ဤတောင်ပြုံးလိုက်အောင်ဟာသေကံဤတော့နေသားသမီးမှားလိုက်အောင်နေသားသမီးတွေကသူတော်ကောင်းလေးတွေပစ္စည်းဥစ္စာတွေရှာတတ်တဲ့ကလေးတွေ
ဆိုပြီးဒီကလာခပ်ပြုံးပြုံးလေးပြေးခဲ့ဥမှာအမလေးလွန်လာကြည့်လားနောက်ဘောကထောင်ချကြတဲ့ဝိဇ္ဇာသင်္ခါရဒီဘဝဒီကံကြီးအစမ်းတော့မလို့လာတာလဲရောတကယ်ကျွဲရန်သူကြီးဆုံးတော့ယနေ့ဖမ်းမိတာပဲမိသေးဘူးလားဟောင်းပြီဒါဖြင့်ဝိဇ္ဇာကဝိဇ္ဇာဖြစ်ရမယ်သင်္ခါရကအသင်္ခါရဖြစ်ရသင်္ခါရကအသင်္ခါရဖြစ်အဝိဇ္ဇာကလည်းဝိဇ္ဇာသင်္ခါရကအသင်္ခါရဖြစ်ရတော့မယ်ဆိုတော့ဒီနှစ်ခုကျွတ်တို့ဒီဖြောင်းပြန်လှုပ်လိုက်လို့ရှိရင်ဘေးလွတ်ပြီထောင်လွတ်ပြီဆိုနိုင်ရဘာကဘာဖြစ်မှဆိုတဲ့ဥစ္စာယနေ့အဆုံးဟောတော်မယ်ဓမ္မတွေသတိထားပါအဝိဇ္ဇာကဘာဖြစ်ရသင်္ခါရကသင်္ခါရကလည်းအသင်္ခါရမပြုတ်ပြင်နိုင်တော့ကိုလို့ရမှာဒီထောင်မချနိုင်အောင်လို့ရဝိဇ္ဇာကလည်းဝိဇ္ဇာဖြစ်ရမယ်ဆိုတော့မျက်လုံးမြင်ရမယ်မျက်လုံးမြင်တဲ့ပုဂ္ဂိုလ်ဒီလမ်းပြောက်သွားနိုင်တဲ့သင်္ခါရဖြစ်အောင်လုပ်ရတယ်မလုပ်ရဘူးလမ်းပြောက်သွားနိုင်တာကတော့ဗျာအသင်္ခါရဖြစ်မှာပဲမပြုတ်ပြင်မှာပဲလမ်းပြောက်ဖြစ်တော့မယ်ဆိုတာသဘောကျယနေ့ဟောတဲ့တရားဒီဝတ္တကုသိုလ်တွေကိုဆိုသည်သုတော်မှားကိုဝတ္တကုသိုလ်လုပ်ပြီးသုတော်မှားကိုဆိုသည်သဘောကျဝိဝတ္တကုသိုလ်မျိုးကိုဆိုသည်လို့ဒီလိုမယူနဲ့ရှင်းမလားဒါရင်ဒါဖြင့်တရားဏိကုံးချုပ်ဖို့နေပြီ15မိနစ်ပဲကြံတော့အဲ့ဒီတော့ဓမ္မတွေကအဝိဇ္ဇာကဘာဖြစ်ရမလဲသင်္ခါရကဒါဖြင့်အဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဖြစ်မှကြိုက်မယ်အဝိဇ္ဇာနိရောဓအဝိဇ္ဇာနိရောဓသင်္ခါရနိရောဓဖြစ်မှအဝိဇ္ဇာသင်္ခါရချုပ်မှဝိဇ္ဇာအသင်္ခါရပေါ်ကြအဝိဇ္ဇာချုပ်တော့ဝိဇ္ဇာဖြစ်မယ်သင်္ခါရချုပ်တော့အသင်္ခါရဖြစ်မယ်ရှင်းကြ။ဒါရင်ဒါဖြင့်နောက်ဘဝကရှုပ်တာတော့ကျွတ်တို့မတတ်နိုင်တော့ဘူးကျွတ်တို့ကလည်းအကန်းသွားလို့ဟုတ်လားအကန်းပြီးသွားမိသွားလို့ချော်တော့လဲနေပြီချော်လဲတဲ့နေရာမှာငါချော်လဲတာဒီအကောင်းလဲလားဆိုးလဲလားဆိုတော့ကိုဝေဖန်ဖို့ပဲရေးကြည့်တော့သဘောကျကိုဝေဖန်ဖို့ကလည်းဇာတိဘေးတဲ့ကဝေဖန်နိုင်ဟောဒီဇရာဘေးနဲ့ဗျာတိဘေးမရောက်ခင်ကြားလေးဝေဖန်ရမှာဇရာဘေးနဲ့ဇာတိဘေးနဲ့ဇာတိကတော့ဇရာဘေးနဲ့ဗျာတိမရောက်ခင်တော့ဇရာဆိုတာကအိုတာဟုတ်ဗျာတိဆိုတော့ဗိမင်းလေးအဲ့တော့ဗိမင်းလေးမှလည်းလမ်းချမယ်ဆိုရင်မတွေ့ပါဘူးအဲ့တော့အိုတုံးကိုမလဲခင်လမ်းချပါဆိုတော့ခမည်းတော်ကတရားနာနိုင်လို့မြန်မြန်ရှာလိုက်ရှေ့အချိန်မရှိဘူးလို့ဆုံးဖြတ်ချက်ချပါရှေ့အချိန်ရှိသေးလားရှိပါဘူးအဲ့ဒါခမည်းတော်သုတ်တိသုတ်ပြလုပ်ပါလို့ဘုန်းကြီးကသူတရားကိုသုတ်တိသုတ်ပြလုပ်ပါလို့ပြောတယ်လို့မထင်နဲ့သူတရားသုတ်တိသုတ်ပြလုပ်စေခြင်းလို့ခမည်းတော်ထင်ရင်မိုးရွဖြစ်တာလေခမည်းတော်ဆိုလိမ့်မယ်ခင်ဗျားတို့ခန္ဓာကိုယ်ကဒီပြေးနေလို့မြန်မြန်လို့ပြောတာသဘောကျခင်ဗျားတို့ခန္ဓာကိုယ်ကသရာတော့ဖယ်ပြေးနေတာသူကလဲမဲ့စီစီပြေးနေတာတခါကျွဲရအဲ့တော့မလဲတွင်လေးဘုန်းကြီးကတွန်းပေးရတာဒီကလေးကတော့ဘာမှသိတဲ့ကလေးနဲ့မတူဘူးပြေးပြီးပြေးရပြေးနေတာပဲခင်ဗျားတို့ကတာမန်လေးတောင်းပြီးပြေးလိုက်တောင်းပြီးကမန်လေးပြန်လိုက်ပြေးပြီးပြေးရပြေးနေတာမထဲပြေးကောင်းကောင်းတယ်လို့မကောင်းမကောင်းတယ်လို့ပြေးနေတာပဲခင်ဗျားတို့ပြေးနေတာကိစ္စမရှိဘူးဟိုမှဒဏ်ရာရဖို့ကနေပြီဆိုတာခင်ဗျားတို့ကမသိဘူးမသိတော့ဒကာကျွေဇရာကဗျာတိမရောက်ခင်လေးမြန်မျက်စိနှကွယ်အလင်းရပြီးအသွားမမအောင်လုပ်ဖို့ရည်ရှိမျက်စိနှကွယ်အလင်းရပြီးတော့အသွားမမအောင်လုပ်ဖို့ရည်ရှိတယ်ဆိုတော့ဝိဇ္ဇာသင်္ခါရချုပ်ဖို့ရည်ရှိတယ်သဘောကျ။ဂိုင်းဒါဖြင့်ဝိဇ္ဇာသင်္ခါရချုပ်ဖို့ဆိုတော့ရှင်းပြပါတော့မယ်တဲ့။ဂိုင်းဒါဖြင့်ဒကာဓမ္မတို့အခုဇာတိပြိဋိဘိနေတုန်းလည်းဝိပဿနာရှိပါဆိုလို့ဘယ်သူမှတိုက်တွန်းလို့ရမှာမဟုတ်ဘူး။သဘောကျ။ဒါဖြင့်အခုချိန်မှာဖြင့်ဒကာဓမ္မတို့ဇရာရဲရောက်နေပြီ။မရောက်သေးဘူးလား။ဗျာဒီရဲတော့ရောက်ပါဗလားလို့မေးတော့ဘုံမလဲသေးဘူးဗျာဒါကြောင့်တရားပွဲလန်နိုင်သေးတယ်ဒါဖြင့်ဘယ်ချိန်ကြိုးစားရမှာလဲဆိုတာတကယ်တည်းအပိုင်းခြားလေးမှိုက်စမ်းပါဇရာကဟောဒီဗျာဒီမရောက်ခင်ဇရာက
ဆရာဘုန်းကြီးပေးနေတာလည်းပဲအချိန်မှလေးဒီကလည်းမရောက်ခင်ပေးနေတာပဲဒကာဓမ္မတွေကလည်းဒကာကဗျာဒီမရောက်ခင်လေးတွေယူနိုင်တာရှေ့ချိန်ဒီမျောလင်းနေရှိပါရဲ့လားသို့တော်ခန္ဓာကိုယ်ကဇရာကနေဗျာဒီသွားမှုကရက်စဲနေသလားသွားရင်မယူရမှာပဲလားသိသိချာချာညာနဲ့စဉ်းစားပါသွားရင်ယူရမှာနော်လွယ်လားလားအဲဒါကြောင့်ခင်ဗျားတို့ကနဲ့ဖြင့်တပည့်တွေပါတယ်နဲ့လာကြီးနေကြီးတွေကသူ့အမှန်သွားနေတာကိုခင်ဗျားတို့ကထင်ပြီးကြလားနဲ့ဖြင့်ဆိုပြီးကြလားနဲ့ဖြင့်နေထွက်ဆိုတော့နေကိုခင်ဗျားတို့ကနဲ့ဖြင့်လတ်ထွက်နေရင်းတွေကအမှန်သွားနေတာကမ္ဘာနေရမှာခန္ဓာရဲ့နေမှာမဟုတ်ဘူးခန္ဓာရဲ့နဲ့ဖြင့်ဗျာဒီပဲခုနိုင်တယ်နေရင်းတွေကခင်ဗျားတို့ကနဲ့ဖြင့်တပည့်ဆိုတာနေရပြောနေတာနေလာတော့ခင်ဗျားတို့ကဘာမှပြန်မရှင်းရှိနေမှာပဲနေလာတော့ခင်ဗျားတို့ကဒီလောက်ဆိုင်နိုင်တဲ့ခန္ဓာကိုယ်လားအဲ့တော့ခင်ဗျားတို့ကနေလာတိုင်တယ်ပြီးနှက်ပြင်နေထွက်တော့ငါးပတ်နေထွက်တော့နေတာနေထွက်ပြောနေတာဥပအောင်ရအဲ့တော့ခင်ဗျားတို့နဲ့နေနဲ့တူသလားဟောကဘာပြတ်မှပြတ်မှခင်ဗျားတို့ကနှက်ပြင်တစ်ပတ်ပြတ်မှအဲ့ဒီတော့သရဂဗျာဒီအခုမှလဲဒကာဓမ္မတို့တစ်ချက်တိမ့်လိုက်ရင်ဘိုင်းနဲ့လဲလိုက်လို့ရှင်းဖြင့်ငါမှန်းထားတော့မယ်ငါမှန်းထားရင်အခုဆရာလက်လွတ်ရမယ်သေပွဲရောက်တော့မယ်ဒါကြောင့်ဒကာကျွေအချိန်မဆွဲလိုက်ပါနဲ့ဆိုတာဟောတဲ့မဟောတဲ့ညာရောက်ကြတိုင်းဒါဖြင့်ဇရာကဗျာဒီမရောက်ခင်လေးအလုပ်လုပ်ကြလို့ဘယ်ချိန်လုပ်လို့မှာပါလိမ့်အဲ့ဒီချိန်လမ်းကွယ်လေးဆရာဘုန်းကြီးကပြပေးတယ်ဒီလမ်းကွယ်မှာခင်ဗျားတို့မလိုက်ဘူးဆိုလို့ရှိရင်ဖြင့်နောက်ဇုံလုံးကံပွဲပြန်နှွှဲတော့နောက်ဇုံလုံးကံပွဲပြန်နှွှဲရမယ်မနှွှဲရပဲဘူးလားဇုံလုံးကံပွဲလမ်းသွားလွယ်ကိုဖြင့်ခင်ဗျားတို့လုံးကြအောင်ပါပဲဇုံလုံးကံလမ်းသွားလွယ်ကိုလေဝိဇ္ဇာသင်္ခါရပြန်လုပ်လိမ့်မယ်ပြန်လို့ရင်ချော်လဲတဲ့ပွဲပြန်ရောက်တော့မယ်အဲ့ဒါကြောင့်နောက်ချော်လဲတဲ့ပွဲပြန်မရောက်ခင်ဥပါဝေသရနဲ့ဗျာဒီမရောက်ခင်လေးဝိပဿနာလုပ်လိုက်စမ်းပါရှင်းမလားဘယ်နဲ့ပဲမရောက်ခင်ပါလိမ့်သရနဲ့သရကသွားတော့သွားနေတယ်ပဲဗျာဒီကိုမရောက်ခင်လေးပေါ့ဗျာမရောက်ခင်လေးဆိုတော့ဒီတရားတော်ဘလုံးမှာနဲ့ပြင်ဗျာဒီဓမ္မရှိနေနဲ့ပြင်ဒီတရားဘမလာနိုင်တဲ့လူရှိလေဦးမဲ့ဗျာဒီဘွဲနှွှဲရတာနဲ့သဘောကျအဲ့ဒါကြောင့်ဒီနေ့ကစလို့ဒီချိန်ကစလို့ဆိုတာအကောင်းဆုံးပဲရှင်းမလားဒါရင်အဝိဇ္ဇာကနဲ့ဝိဇ္ဇာဖြစ်ဖို့သင်္ခါရအသင်္ခါရဖြစ်ဖို့လောက်ကြဆိုတော့ဒီသရခန္ဓာကိုရှိဘူးခင်ဗျားတို့ဝေဖန်ရမယ်သရဘယ်နှပါးရှိသရုံလို့မေးတဲ့အခါကျတော့ရှင်းဖြင့်သရဆိုတဲ့တရားပေါင်းခေါ်တော့သရဖြန့်လိုက်တော့ခန္ဓာ၅ပါးပြန်ရဖြန့်လိုက်တော့ဘာပြန်ရအဲ့ဒီခန္ဓာ၅ပါးကိုညံသွင်းပါဒီခန္ဓာ၅ပါးဘာလို့ညံသွင်းရမယ်တဲ့သရခန္ဓာကိုယ်ကြီးကိုဗျာတိမရောက်ခင်ညံသွင်းရမယ်သရခန္ဓာကိုယ်ကိုဗျာတိမရောက်ခင်ပုဗ္ဗဘာကမဲ့ဆိုတဲ့ဥပဒနာမဲ့ညံသွင်းရမယ်သဘောကျဒီကအချိန်ပါသောမှဗျာတိကြတော့သွင်းလို့ရတယ်မရဏကြတယ်ဒီကအချိန်မပါရင်တော့မရတော့ဒီခန္ဓာ၅ပါးကိုဒကာဓမ္မတွေကဘာသစ္စာတုံးလို့မေးလိုက်တယ်။အိုးဟုတ်လိုက်တာဒကာဓမ္မတို့ငကူကဇရာကို तू ကခန္ဓာ၅ပါးလုပ်လိုက်တယ်။ဇရာကိုကဘာသစ္စာသူ့ဖြန့်လိုက်တော့ဘာတွေဖြန့်လိုက်တာဒုက္ခသစ္စာပြန်ဖြန့်လိုက်သဘောပါဗလားတခြားကဖြန့်တာလားသူ့ကိုပဲဖြန့်လိုက်တာဩဒါဖြင့်ဇရာဆိုတာလေဥပါဒဇရာတွေဘာတွေအသာထားအဲ့ဒါတွေကသံဝေကပဲဟောတာအခုကဝိပဿနာပဲဟောမှဖြစ်နေလို့ဇရာခန္ဓာပဲနှပါတော့ယုတ်ဣဇရာနိုင်ဇရာလို့ရှိနေတော့ခန္ဓာ၅ပါးပြည့်သွားတာပေါ့သဘောကျအဲ့ဒီခန္ဓာ၅ပါးဘာသစ္စာဒါကြောင့်ပေါ်လဲဒုက္ခသစ္စာရှိပါခန္ဓာ၅ပါးတစ်ပါးပါကိုပြည့်လဲဒုက္ခသစ္စာရှိပါပြည့်လဲဒုက္ခသစ္စာရှိပါပေါ်လဲခန္ဓာ၅ပါးတဲ့ဝေဒနာပေါ်လဲဘယ်နဲ့လောက်ကြမလဲပြည့်လဲဒုက္ခသစ္စာဖြစ်လဲဒုက္ခဖြစ်ဒုက္ခပြတ်တာပဲရှုပေးလိုက်တဲ့အခါကျတော့ငကူက
ဒီခန္ဓာကြီးဟာလူခန္ဓာကောင်းတယ်လို့ထင်တဲ့ဥစ္စာအခုတော့ဒုက္ခသစ္စာမြင်တော့မကောင်းဘူးဆိုတာဖြစ်မသွားဘူးမကောင်းဘူးဆိုတာဖြစ်သွားတဲ့အခါကျတော့ခொနဲ့ကဒီတည်းမဲ့ခင်၅ပါးထဲမှာအဝိဇ္ဇာမရှိလို့ဝိဇ္ဇာဆိုတဲ့သမာဓိရှိပေါ်လာသေးဘူးလားအဝိဇ္ဇာကဝိဇ္ဇာဖြစ်မသွားသေးဘူးလားဖြစ်သွားပြီဓမ္မတော့မျက်လုံးလေးတော့မြင်မေးမျက်လုံးတော့မြင်ပြီဒုက္ခသစ္စာလို့သရခန္ဓာကြီးကိုသေချာမြင်ပြီဘာသစ္စာလို့မြင်လဲအဲ့ဒါကြောင့်စိတ်ရှုတဲ့ပုဂ္ဂိုလ်ကလည်းစိတ်ဒုက္ခသစ္စာရှုဝေဒနာရှုတဲ့ပုဂ္ဂိုလ်ကကြိုက်တာတစ်ပါးပါရှုသတိပ္ပံ၄ပါးတဲ့ဝင်သားကြီးပဲသစ္စာကိုရှုရရင်သတိကြံတဲ့သစ္စာသတိပ္ပံ၃ပါးသစ္စာတဲ့အကုန်လားဝင်တာပဲဒါကြောင့်ရှင်သာရိပုတ္တရာကသင်္ဟတိပရောပမ၃ပါးသင်္ချီယာကသစ္စာရှုရင်ကုန်ပါတယ်ဆိုတာရိပ်မိဗလားကဲဒါဖြင့်ဝေဒနာလေးဖြစ်တဲ့တွေ့ပြန်လဲဘာသစ္စာစိတ်ကလေးဖြစ်တွေ့ပြန်ဖြစ်တယ်လဲဘာသစ္စာပြက်တယ်လဲဒီလိုသိသွားပြီဇရာယာကိုပြန်ပြီးဖွင့်ကြည့်လိုက်တဲ့အခါဒုက္ခသစ္စာလည်းသိသွားတော့မသိတာကအဝိဇ္ဇာသစ္စာကိုသိတာကဝိဇ္ဇာဖြစ်နေတော့သူသိကျင်လို့သိရတာလားဆိုတော့သူတို့နှစ်ယောက်ပေါင်းလို့သမာဓိဋ္ဌိနဲ့သမာသင်္ကပ္ပပေါင်းပြီးနှစ်ယောက်ပေါင်းပြီးကြည့်လို့သိတာသမာသင်္ကပ္ပဒီနေရာမှာဒုက္ခသစ္စာပါလို့ခောက်ပြလို့သမာဓိဋ္ဌိကမြင်တာကိုသဘောကျဒါကြောင့်ပညာမဲ့ခင်တစ်ခုပေါင်းကြည့်မှသာလျှင်ဒုက္ခသစ္စာဆိုတာသိတယ်ပညာမဲ့ခင်တစ်ခုပေါင်းကြည့်မှပေါ်ပြီနော်ကောင်းပြီဒါဖြင့်မျက်စိနှကွင်အလင်းရပါလားရပြီမျက်စိနှကွင်အလင်းရတဲ့ပုဂ္ဂိုလ်သွားမိသွားရသွားမလားတဲ့မဲ့ခင်လမ်းမတော်ဘောသွားမလားဟောမဲ့ခင်လမ်းမတော်ဘောသွားတော့ကြောင်းတဲ့တရားတွေကိုဒကာဓမ္မတွေစဉ်းစားပါဟောဖြစ်တာလည်းဒုက္ခသစ္စာပြက်တာလည်းဒုက္ခသစ္စာလို့သိတာကသမာဓိရှိနဲ့သမာသင်္ကပ္ပဒီနေရာမှာတတိထားတာဝရိယစိုက်တာတည်ကြည်တာတွေကဒကာဓမ္မတို့သိတဲ့ဇင်တိဝရိယပြင်သမာဓိပေါ့ဗျာဟောဒီသမာဓိမဲ့ခင်၃ပါးလေးဟူသောလမ်းမတော်ပေါ်လဲခင်ဗျားတို့ရောက်ပါပြီသဘောကျသစ္စာမြင်လို့မဲ့ခင်လမ်းမကြီးပေါ်လာပြီသစ္စာမြင်တာဒီမဲ့ခင်လမ်းမတော်ပေါ်လာအတူတူပဲသဘောကျအဲ့တော့လမ်းမတော်ပေါ်တဲ့ကခေါင်းကသွားမိသွားရသွားတဲ့ပုံညာပိသင်္ခါရပြုပြီးအပုံညာပိသင်္ခါရတွေနဲ့ဆူတောင်းတဲ့လို့လုပ်ပါအောင်မလုပ်တော့ဘူးဒီပုဂ္ဂိုလ်ဒီမဲ့ခင်၅ပါးဒီပြီးတော့ကိုယ်ပိုင်ကိုရလိုက်တဲ့အတွက်မျက်စိမြင်ပြီးပြီမျက်စိနှကွင်လည်းလင်းရပါပြီဟုတ်လားသွားမိသွားရတော့သွားပါဦးမလားဒုက္ခသစ္စာလည်းသူသွားပါဦးမလားဘုံဘဝတွေလိုချင်တဲ့ကိုမသွားတော့မဲ့ခင်၅ပါးလမ်းမတော်ဒီပေါ်ခင်ဗျားတို့ရောက်ပါပြီသင်္ခါရတွေလည်းချုပ်သွားပြီမချုပ်သေးဘူးလားတကယ်ပဲဘုံသွားခြင်းတွေတော့ဒီလိုရှင်ရင်မှတ်တယ်နဲ့မသွားခြင်းဖြင့်ခေါင်းကသင်္ခါရနှစ်ခုမချုပ်သေးဘူးလားချုပ်တော့ဖြင့်တဲ့အဝိဇ္ဇာချုပ်ရင်သင်္ခါရချုပ်တာဒီမဲ့ခင်၅ပါးပဲဒီမဲ့ခင်၅ပါးအလုံးလုံးလို့ရှိရင်ဖြင့်မျက်စိနှကွင်လည်းလင်းရလည်းမသွားတော့ဘူးဒုက္ခသစ္စာကိုရမ်းသွားပါဦးမလားဒါကြောင့်သူတို့နှစ်ခုနဲ့ဒီခန္ဓာကြီးဒုက္ခသစ္စာလို့တဘာဝကိုစိုက်ရှုစိတ်ကြရင်စိတ်ရှုစိတ်ဓာတ်ဥပါဒနာနဲ့ရှုပေဝေဒနာကြရင်ရုပ်ကြရင်ရှုပေတော့ဘာသစ္စာတွေတွေ့ဒုက္ခသစ္စာတွေတွေ့ဒုက္ခသစ္စာပေါ်၌တည်ကြည်တော့ဟိုတဲ့မဂ္ဂင်၅ပါးလမ်းမတော်တရားကြီးပေါ်လာတော့အရင်လိုကိုယ်ထောင်တဲ့လမ်းတွေဟုတ်သေးရဲ့ဟုတ်ပါဘူးကဲသင်္ခါရလုတ်တွေကလုတ်ဖြစ်သေးရဲ့လားဒီလိုမလုတ်ဖြစ်တဲ့အတွက်ဒီပုဂ္ဂိုလ်ဒီကချော်လဲเสียဒီဘက်ကဇာတိတွေချုပ်မချုပ်တဏှာဥပါဒံကာမမလာပဲနဲ့ဇာတိပဲနဲ့တော့ချုပ်ရတော့မှဆိုတာမသေးကြဘူးလားဒါကြောင့်တရားဓမ္မတွေသတိပေးရလမ်းကွဲလေးရှိတော့များများခွဲလိုက်ပါဖြစ်ဖြစ်ရှုပေးပါဒုက္ခသစ္စာလို့ရှုပေးပါရှုတဲ့အခါကျလို့ရှိရင်ယခုဘဝချော့တဲ့အဝိယခုဘဝမသိအောင်ဖုံးတဲ့အဝိဇ္ဇာနဲ့ယခုဘဝထောင်ထဲချပြီးချော့ထားတဲ့တဏှာကလာသေးရဲ့ဒီဘဝအဝိဇ္ဇာတဏှာကမချုပ်လားဝိဇ္ဇာတဏှာကချုပ်တဲ့အစ်စ်ချုပ်ဖို့တော့မဂ္ဂင်7ပါးပြည့်အောင်လုပ်ကြပေါ့ဗျာဒီလောက်ဆိုရင်မျက်စိနှကွင်းတော့ရေးမြင်ပါပြီတဲ့ပူစရာမရှိပါဘူးဒါဖြင့်ဒီဘဝချော့တဲ့တဏှာဒီဘဝကိုမသိအောင်ဖုံးတဲ့အဝိဇ္ဇာကို
မချုပ်သေးဘူးဘယ်နဲ့ကြောင့်ချုပ်တော့ဒုက္ခသစ္စာမြင်တယ်ဝိဇ္ဇာနဲ့အသင်္ခါရအလုပ်ကိုလုပ်နေလို့အသင်္ခါရအလုပ်ကိုမလုပ်သေးဘူးလားလုပ်တော့တဏှာနဲ့အဝိဇ္ဇာနဲ့တဏှာပဲနေတယ်အဝိဇ္ဇာတဏှာချုပ်တော့ဥပါဒံကံဇာတိဇရာမရဏတွေနောက်ချော်လဲစရာနောက်တန်ရရစရာနောက်ငမ်းမန်းကြွစရာနောက်သေးဘောဝင်စရာအဲ့ဒါပဲနဲ့ကြောင့်တော့ဆိုပြီးမျက်စိနှကွယ်အလင်းရပြီးလမ်းသွားမှန်လို့မျက်စိနှကွယ်အလင်းရပြီးတော့မျက်စိနှကွယ်အလင်းရတာကအဝိဇ္ဇာနဲ့ဒီသမာဓိနဲ့သမာသင်္ကပ္ပလမ်းသွားမှန်တာကခေါင်းကတတိတို့ဝရိယတို့သမာဓိတို့ပေါ်လာတဲ့တွေ့တတိကလည်းထားပါတော့လာမသွားမလားသမာဓိရှိတဲ့ပုဂ္ဂိုလ်ကဒီလမ်းမှာသွားတော့မယ်နောက်လမ်းသွားမယ်လို့ဆိုကြလို့သေးလားဝရိယရှိတဲ့ပုဂ္ဂိုလ်လည်းဒီလမ်းကမသေးတော့မဲ့ကျန်တဲ့လမ်းမသွားတော့ဘူးဆိုပြီးအားမဆိုင်ဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတွေဒီမဂ္ဂင်၅ပါးပုဗ္ဗဘာကမဲ့ရရင်ဘုမက်ကအလိုလိုလာမှာဒါကြောင့်ဒီခန္ဓာ၅ပါးတော်ကဖြစ်ပြနေအောင်ဒုက္ခသစ္စာဖြစ်ပြနေအောင်ရှုပါဒီကကြက်လာလို့ရှိရင်ဖြစ်ပြမောအောင်ရှုပါဒီကကြက်လာလို့ရှိရင်ဒီဖြစ်ပြတွေကိုဆုံးသိကြအောင်ရှုလို့ရှိရင်လည်းဒီညာဇာတိမရှိတဲ့နေရာဇရာမရှိတဲ့နေရာဇာတိရောမရဏမရှိတဲ့နေရာဆိုတော့ဘေးလေးဘေးလွတ်ပြီးထောင်မကျွတ်တဲ့နေရာကိုမြင်အောင်လုပ်ပါလုံးမမြင်မှာနှမရမြင်ကြအကြောင်းမရှိဘူးရှင်းမလားဒါဖြင့်ဒီခန္ဓာ၅ပါးဒုက္ခသစ္စာဒီ၅ပါးကမဂ္ဂသစ္စာဒီဘက်ကယခုဘဝလှည့်စားမဲ့ဝိဇ္ဇာတဏှာတွေကမချုပ်သေးဘူးလားအဲ့ဒါကသမုဒိယသေးတာနောက်လာမဲ့ဇာတိဘေးဇရာဘေးဗျာတိဘေးမရဏဘေးလွတ်သွားတာကနိရောဓသစ္စာရှင်းမလားဒါရင်ဒီနေ့ဒီပင်တော်ကြတယ်